အားလုံးပဲမင်္ဂလာပါဗျာလာတို့ကျွန်တော်ဒီနေ့ GFA 3နည်းလေးပြောပြမယ်เนาะအစ်စ်လေးလုပ်ပြပေးမယ်နော် GFA ကို install တင်လိုက်ကွာ install တင်ပြီးဆို home key နဲ့အပြင်ကိုထွက်လိုက်မယ်เนาะဒီမှာ GFA လေးထွက်လိုက် GFA တွေကိုတစ်ချက်ဝင်လိုက်ကွာဒီပေါ်မှာ user name တောင်းလိမ့်မယ်အဲ user name နေရာမှာလာတို့ကျွန်တော် GFA ရောက်မှလည်းချပေးထားတယ်ဒီပေါ်ကကျွန်တော်ရဲ့ user name KOCHH3 အောက်ကကျွန်တော် admin ရဲ့နာမည်ကွာKOCBIG fan ဒီလိုလုပ်ပြီးတော့ဆို remember me လေးကိုနှိပ်လိုက်ပြီးဆို login ဆိုတာလေးကိုနှိပ်လိုက်ကွာ allow လေးပဲနှိပ်ပြလိုက်နော် allow အတက်တိုင်းနှိပ်လိုက် allow အတက်တိုင်းနှိပ်လိုက်နော် GFA 3မှုတော့တော့ CCP1 ထားဖို့လို့မ CCP1 ကြီးကိုလည်းဗီဒီယိုလေးနဲ့တစ်ခါချထားပေးမယ်နော်ဒီလိုလေးပေါ်လာရဆိုရင်အမှ dance ဆိုတာလေးကိုနှိပ်လိုက်ပြီးဆိုကွာ global version ဆော့မှာလား Korea version ဆော့မှာလား BNN လားတိုင်ဝမ်လားကြိုက်တဲ့ version ဆော့ကျွန်တော် Korea ဆော့ဖြစ်တယ်တော့ Korea ကိုနေလိုက်မယ်ဒါတော့ကိုဆော့ version နေတယ်အဲ့ဆိုဒီလိုလေး permission တောင်းပြီးအောက်ကို school လေးဆွဲချလိုက်နော်ဒီမှာ KOC မှုတူဆိုပြီးပေါ်လာလိမ့်မယ်အဲ့ KOC မှုတူလေးကိုဝင်လိုက်ပြီးဆိုဒီဟာလေးကိုဖွင့်ပေးလိုက်ပြီးမြားလေးနဲ့အပြင်ပြန်ထွက်ရ right အဲ့ဆို icon ဖွင့်လို့ရ Korea version နေလိုက်ဒီမှာဒီ icon လေးဖွင့်လာလိမ့်မယ်နော်အဲ့ဆို home key နဲ့အပြင်ထွက်အခုကျွန်တော်တို့ game စားဆော့တော့မယ်ဆိုရင် icon လေးကိုတစ်ချက်နှိပ်လိုက်ဒီ icon လေးကိုတစ်ချက်နှိပ်လိုက် login ဆိုတာလေးကိုနှိပ်လိုက်အဝါရောင်လေးနဲ့အဝါရောင်လေးကိုနှိပ်လိုက် login ဂိမ်းစားဆော့ရမယ်ဆိုကျွန်တော် login ကိုနှိပ်လိုက် login နှိပ်လိုက်ပြီးတော့ကျွန်တော် game ထဲကိုဝင်လိုက်မယ်ဂိမ်းရောက်ပြီဆိုဒီညောင် lobby လို့ခေါ်ပါဒီ game GFA အကောင့်ကအခုကဆိုရင်တင်းအောင်လုပ်ပြီးဆိုနေရမယ်အဲ့ဆိုရပြီဒါကျွန်တော်တိုက်တဲ့ game ကိုစလိုက်တော့နော်I got 5 eliminations just now. ဒါပြီးဒါဆိုရင်ကျွန်တော်တို့ဒီမှာ GFA အလုပ်လုပ်ပြီเนาะရေလူကောင်းမှာတိုင်လေးပေါ်လာပြီ GFA အလုပ်လုပ်ပြီအဲ့တော့ကျွန်တော်ဒီလေဝင်းရောက်ပြီဆိုရင်ဒီဟာလေးကိုတစ်ချက်ဖွင့်လိုက် Iceland ဆိုအနီအောင်လေးရှိရဲအနီအောင်လေးချက်နေလိုက်ဟဲ့ဒါဆိုရပြီကျွန်တော်တို့ပွင့်မပြီးတော့ shot ကျုံလို့ရရင်เนาะ enemy တွေဖွင့်ပြီးဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ထပ်ပြမယ်เนาะကိုလိုပွဲပြီးတော့လို့ပဲဖြစ်ဖြစ်တည်သွားလို့ပဲဖြစ်ဖြစ်ကွာဒီလိုနေရာကိုရောက်ပြီဆိုရင်ဒီ GFA လေးကိုအမှားချင်းနေလိုက်ပြီး home key နဲ့အပြင်ထွက်လိုက်ပြီး GFA တဲ့ပြန်ဝင်ကိုစောတဲ့ version icon လေးဖွင့်ပြီးတော့ game နဲ့ပြန်ဝင်လိုက်เนาะပွဲပြီးတိုင်းဒီလိုနေရာရောက်တိုင်းပေါ့เนาะဒီအဲ့ဒါအခုဖလုပ်ပြတဲ့အတိုင်းလေးလုပ်เนาะပြီးဆိုရင်ကျွန်တော်တို့ continue ဆိုတာလေးနှိပ်လိုက်မယ်တော့တဲ့တိုင်းပဲ lobby ရောက်ပြီဆိုရင်ကွာ lobby ကိုနေအိမ်နဲ့ရောက်ပြီဆိုရင်အနီအောင် Iceland လေးကိုနေပွဲပြီးတော့ GFA ပမာချင်းနေနော်ကြော်ပြတဲ့အတိုင်းလေးလို့ဒါဆိုရင်လုံးဝသင်ပြေသွားပြီနော်